ပြည်အောင်စုသမ္မတမြန်မာနိုင်ငံနဲ့အိန္ဒိယနိုင်ငံတို့သည်နယ်နိမိတ်ချင်းထိစပ်လျက်ရှိပြီးမိတ်ဆွေရင်းချနိုင်ငံများအဖြစ်ငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်လျက်ရှိရာအိန္ဒိယနိုင်ငံအစိုးရက Quit in Project များကိုမြန်မာနိုင်ငံအားနှစ်စဉ်ကူညီပေးလျက်ရှိပါတယ်။2024-2025ဘဏ္ဍာရေးနှစ်တွင်လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြည်내နေရာချထားရေးဝန်ကြီးဌာန BNA ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနကရန်ကုန်တိုင်းဒေသကြီးအရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနတည်ထောင်ခြင်းအတွက်ဤပညာဆိုင်ရာညွှန်းသုံးစက်ပစ္စည်းကိရိယာများဝယ်ယူတက်ဆင်ခြင်းစီမံကိန်းကိုအိန္ဒိယနိုင်ငံအစိုးရ၏ Quit in Project 2MB ဖြင့်အမေရိကန်ဒေါ်လာ$4,850တန်ဖိုးရှိစီမံကိန်းတစ်ခုကိုရရှိခဲ့ပါတယ်။၎င်းစီမံကိန်းအတွက်နားလည်မှုစာချုပ်မှာကို2024ခုနှစ်အောက်တိုဘာလ14ရက်နေ့တွင်အိန္ဒိယနိုင်ငံသားအမတ်ကြီးနှင့်လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြည်내နေရာချထားရေးဝန်ကြီးဌာန BNA ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ်ဒေါ်လလက်အေးတို့ကလက်မှတ်ရေးထိုးခဲ့ကြပါသည်။ MOU လက်မှတ်ရေးထိုးပြီးနောက်စီမံကိန်းအကောင့်တွေပေါ်ဆောင်ရွက်မှုများကိုစနစ်တကျစောင့်ကြည့်လေ့လာနိုင်ရန်နှင့်လုပ်ငန်းတိုးတက်မှုအခြေအနေများကိုအချိန်နဲ့တပြေးညီသုံးသပ်နိုင်ရန်အတွက်အဖွဲ့ဝင်6ဦးပါဝင်သည့် Joint Project Monitoring Committee JPMC ကိုဖွဲ့စည်းခဲ့ပြီးစီမံကိန်းအကောင့်တွေပုံမှုအစီအစဉ်ကိုကြီးကြပ်ခြင်းသတ်မှတ်ထားသည့်စီမံကိန်းရည်မှန်းချက်များနှင့်ကိုင်ညီမှုရှိမရှိကိုသုံးသပ်ခြင်းနှင့်လိုအပ်သည့်ရည်နှိုင်းဆောင်ရွက်မှုများအတွက် JPMC အစည်းအဝေး9ကြိမ်ဖြင့်ဆောင်ရွက်ခဲ့ပါသည်စီမံကိန်းပါနည်းပညာဆိုင်ရာရုံးသုံးစက်ပစ္စည်းကိရိယာများဝယ်ယူတက်ဆင်ရေးအတွက်တင်ဒါခေါ်၍စီစစ်ရွေးချယ်ခြင်းများကိုဆောင်ရွက်ခဲ့ပြီးဒီတွင်လုပ်ငန်းရှင် Sun IV Company Limited ကိုပစ္စည်းဝယ်ယူတက်ဆင်ခြင်းလုပ်ငန်းအနှံဆောင်ရွက်ခဲ့ပါတယ်။ဒီပညာဆိုင်ရာရုံးသုံးစက်ပစ္စည်းဖြစ်တဲ့ Video Wall System ဝယ်ယူတက်ဆင်ခြင်းကို2026ခုနှစ်မတ်လ3ရက်နေ့တွင်လုပ်ငန်းဆောင်ရွက်မှုပြီးစီးခဲ့ပြီးအိန္ဒိယနိုင်ငံတန်ရုံမှတာဝန်ရှိသူများက2026ခုနှစ်မတ်လ6ရက်နေ့တွင်စီမံကိန်းတင်များကိုလာရောက်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ဒေတာအလိုက်ဖြစ်ပေါ်လေးရှိသည့်တဘာဝဘေးအန္တရာယ်များကိုအချိန်နဲ့တပြေးညီစောင့်ကြည့်၍စီမံခန့်ခွဲနိုင်ရန်လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြည်내နေရာချထားရေးဝန်ကြီးဌာနဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရှိအရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန EOC တွင် Multiple Large Display နှင့်ဤပညာဆက်ပစ္စည်းများကိုတက်ဆင်ထားပြီးသတင်းအချက်အလက်ကောက်ယူခြင်းစုဆောင်းခြင်းစမ်းစစ်ခြင်းနှင့်ရရှိလာသည့်သတင်းအချက်အလက်များကိုအမျိုးသားတဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီသို့တင်ပြခြင်းများဆောင်ရွက်ရရှိပါသည်ရန်ကုန်တိုင်းဒေသကြီးတွင် EOC ဖွင့်လှစ်နိုင်ခြင်းအပြင်နေပြည်တော်ရှိ EOC နှင့်ချိတ်ဆက်၍ Sub EOC အဖြစ်မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင်ဖြစ်ပေါ်နိုင်သောရာသီဥတုအခြေအနေများကိုစောင့်ကြည့်၍ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက်ဤပညာပိုင်းဆိုင်ရာအထောက်အကူပြုပေးနိုင်မှာဖြစ်ပါတယ်။ထို့အပြင် EOC ကိုထားရှိခြင်းဖြင့်အင်တာနက်မှတဆင့်ရရှိလာသောမိုးလေဝသအခြေအနေများနဲ့ရခိုင်ဖြစ်ပွားခဲ့သောဒေသမှုကိန်းဂဏန်းချက်လက်များပုံမူတည်ပြီးအနာဂတ်မှာဖြစ်ပေါ်လာနိုင်တဲ့အခြေအနေများကိုမှန်းဆ၍တဘာဝ BNA ရဲ့စီမံခန့်ခွဲမှုလုပ်ငန်းများကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကိုဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။၎င်းအပြင်ရန်ကုန်မြို့သည်မြန်မာနိုင်ငံသို့ပင်လယ်နှင့်လေကြောင်းလိုင်းမှတဆင့်နိုင်ငံတကာမှဝင်ရောက်နိုင်သည့်နေရာဖြစ်သောကြောင့်နိုင်ငံတကာလူသားချင်းစာနာမှုကူညီများလက်ခံရယူပေးနိုင်ရေးအတွက်လိုအပ်သောနှိမ့်နိုင်ပေါင်းဆက်ဆောင်ရွက်မှုများကိုလှုပ်ဆောင်ပေးနိုင်မှုဖြစ်ထောက်ပံ့မှုဆောင်ရွက်လုပ်ငန်းများကိုအချိန်မီနှင့်အချိန်ကိုက်ဆောင်ရွက်ပေးနိုင်ခြင်းဖြင့်တဘာဝ BNA ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန DMC ကိုအထောက်အကူပြုဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်။တို့ဖြစ်ပါ၍တဘာဝဘေးအန္တရာယ်ကြောင့်လူအသက်ဥယျာဉ်နှင့်ပိုင်ဆိုင်မှုဆုံးရှုံးမှုများလျှော့ချနိုင်ရင်အထောက်အကူဖြစ်စေရနှင့်တဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများကိုပုံမှန်ထိရောက်စွာဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် EOC ကိုဖွင့်လှစ်နိုင်ခြင်းသည်နိုင်ငံ၏ဘေးအန္တရာယ်စီမံခန့်ခွဲမှုစနစ်ကိုခေတ်မီနည်းပညာနှင့်ပေါင်းစပ်၍အစိမ့်မြင့်တင်နိုင်ခဲ့သည့်အရေးပါသောအောင်မြင်မှုတစ်ရပ်ဖြစ်ပါကြောင်းဂုဏ်ယူဝမ်းမြောက်စွာတင်ဆက်လိုက်ရပါတယ်ရှင်။